စိတ်ရိုက်နေပြီဆိုတော့ ਨੇ မင်းဖောက်ပြန်နေပြီလူမှုရေးအိမ်တော်ရေးတွေမှာဖောက်ပြန်မှုတွေမဖြစ်အောင်ဆိုပြီးတော့တားဆီးလို့ရတာရှိတယ်ကာကွယ်လို့ရတာရှိတယ်အရင်ဆုံးဘာလုပ်ရမလဲဆိုတော့ကိုမေးငါကဘလို့လူစားဖြစ်ချင်တာလဲဘလို့လူစားလဲပြန်မေးဟုတ်ပြီနော်ပြီးရင်ကိုပါတနာကိုတကယ်မလိုချင်တော့ဘူးလားကိုရဲ့လက်တွဲဖို့ကိုမလိုချင်တော့ဘူးလားကိုပြန်မေးတကယ်မလိုချင်တော့ဘူးလားတကယ်မလိုချင်တော့ဘူးဆိုရင်ချက်ချင်းဖြတ်ပြီးတော့မှကိုယ်စိတ်ထဲမှာရိုင်းနေတဲ့သူနဲ့ဆက်ချင်တယ်လို့ဆက်ဟုတ်ပြီနော်ကိုယ့်ရဲ့မနောကံမာကိုကရိုင်းနေနေပြီဆိုရင်အဲ့ဒါဖောက်ပြန်မှုအတွက်အကြောင်းဖန်လာတော့မှာဟုတ်ပြီနော်ဒါဆိုရင်ကိုယ့်ရဲ့သက်ဆိုင်သူရှိနေပါလျက်နဲ့အခြားတစ်ယောက်ပေါ်မှာအခြားတစ်ယောက်စီမှာမနောကံဝစီကံကာယကံမြောက်ဆက်သွယ်နေပြီဆိုလို့ရှိရင်ဒါလူမှုရေးဖောက်ပြန်မှုမြောက်သွားပြီဟုတ်ပြီနော်မြောက်သွားပြီဆိုတော့မိမိကိုယ်တိုင်ကဒီလူမှုရေးဖောက်ပြန်တာကိုငါတို့ကအရေးမဟုတ်ပါဘူးဘာမှမဖြစ်ဘူးငါလူမှုရေးဖောက်ပြန်တာကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းမခုတ်တတ်တဲ့ကြောင်လို့မလုံးနဲ့ပေါ်တယ်မယ်ပြပြတတ်ရဲဝံ့ရှိဆက်ဟုတ်လားဟုတ်တယ်ငါဒီလူမျိုးဖောက်ပြန်တာဒါမျိုးတွေကကြိုက်တယ်ဒါငါရဲ့ပုံစံအမှန်ပဲရဲတင်းချပြလူတွေကိုအဲ့တော့လူတွေလက်ခံပေးမှာပေါ့ဘာလို့ဒီဘက်ခေတ်ကြီးမှာကိုယုံကြည်ရကိုရှေ့ဆက်တာပဲလေနော်ချနော်လူပေါင်းလူလောကကနေပြီးတော့တွေ့ဖယ်ထားတဲ့ပုံစံတွေကိုငါကြိုက်တာငါဒီလိုမျိုးနှစ်သက်တာမရှက်နဲ့ပေါ်တင်ပဲအေးဝကြင်ညာငါကဒီလိုတန်းစားငါဒါမျိုးကိုကြိုက်တာဟုတ်ပြီနော်အဲ့လိုလို့မခုတ်တတ်တဲ့ကြောင်လို့လည်းမလုံနဲ့ပေါ်တင်မို့ဟုတ်ပြီနော်ကံ၃ပါးလုံးမှာတော့မှမနောကံနဲ့စပြီဆိုရင်အဲ့ဒီချိန်ကျရင်ကြက်တတိထားပါကိုယ့်ရဲ့သက်ဆိုင်သူမလိုချင်တော့ဘူးလားအရင်ဖြတ်ပြက်သားတိတိကျကျလုပ်ပြီးတော့မှကိုစိတ်ရိုင်နေတဲ့ရှီကိုဆက်ချင်ဆက်ကြိုက်တယ်လို့ရှောက်တော့အဲ့ဒါဆိုရင်ကိုလည်းလူမှုရေးဖောက်ပြန်နေဆိုတဲ့ဟာကိုမဖြစ်တော့ဟုတ်ပြီလားโอเคလူမှုရေးဖောက်ပြန်တာကိုကြိုက်တယ်ဆိုရင်လည်းသဘောနော်သဘောဒါမှကြည်ညာရမယ်နော်မခုတ်တတ်တဲ့ကြောင်လို့တော့မလို့ငါဒီလိုအတန်းစားငါဘယ်တော့မှနောက်တော့မရဘူးဒီလိုအိမ်တော်ကြီးဖောက်ပြန်တာငါအတွက်က AC ဘာမှဖြစ်ဘူးဒီလိုရှိရမယ်โอเคကြိုက်တာလို့မိုက်တာလို့နောက်တော့မရဘူးဆိုတဲ့ဟာတော့ခုကိုသတိအမြဲတမ်းပေးနေ Love you guys